Hello. Okay, general surprise ပေါ့နော်ကျွန်တော်ရဲ့ faculty ဆရာ3ယောက်ကနေပြီးတော့ instrumental ပချင်းတပုတ်နှစ်ပုတ်လောက်နော်လက်စွမ်းပြသွားမှာဖြစ်ပါတယ် piano တီးပြဖို့ရအတွက်ဆရာဒါဖြစ်ပါတယ် bass guitar တီးပြဖို့ရအတွက်ဆရာခိုင်နိုဒေါက်တာခိုင်နိုဖြစ်ပါတယ် ကျွန်တော်တိုက်ထားခြင်းမရှိပါဘူးခင်ဗျာတကယ် surprise ပါပဲ ဘယ်လိုနေလဲကောင်းပါရဲ့နော်မတိတ်ထားဘူးနော်အရန်မိုက်ပါတယ် AI ကဘယ်လို detect လုပ်မလဲတော့မသိဘူးနော် AI ကဆရာဒီမပါဘူးပဲပါဩ copyright များထိသွားမလားတော့မသိဘူးပေါ့နော်ဟုတ်ပြီနောက်ဆုံးတစ်ပုတ်နော်ဆက်လက်ပြီးတော့ချင်းမလို့ပါတယ်ကြီးမပြောင်းတော့ဘူးကြီးပြောင်းရင်ပြဿနာတက်မှာဆိုလို့
ဆရာမဆန်လူနဲ့ဆရာမကျင်တို့လဲ item တွေပါရီနော်ပြင်ဆင်ထားရှင်လဲဖိတ်ခေါ်ပါ ကဲကဲလက်ခုပ်သေးပြပါစီ